ဝတ်တနီချက်ဆိုတာလေအယောင်ကအစင်းရောအနက်အရတာပါပြည့်စုံပြီးတော့စားလိုက်ရင်သတုံးဆိုသတုံးအလိုက်အရတာရှိလို့လူတိုင်းကြိုက်တဲ့ဝတ်တနီချက်လေးကိုရောင်းဝယ်ပေးပြစီရှင်ဝတ်သားလေးကတော့သုံးထက်သားလေးဆိုပို့ပြီးတော့ကောင်းပါတယ်စိုက်ပါပဲကိုစားချင်တဲ့အနေတော်လေးတွေကိုသုံးခိုင်းထားလိုက်တယ်ပေါ့နော်ပြီးရင်တော့အိမ်ရောက်တဲ့ကမှရေကိုတေချာသက်ဆင်ထားပေးလိုက်ပါတယ်ဒီတေချာသက်ဆင်ထားပြီးတဲ့အသားလေးတွေရလာပြီဆိုရင်ကတော့အရတာအတွက်စားရဲ့ဟင်းကြုံမုံလေးရဲ့ခရုစီလေးရဲ့ကြာညွတ်လေးရဲ့ထည့်ပါမယ်ကြာညွတ်ကိုတော့ပဲငယ်ပြာကြီးအပြစ်လို့လည်းခေါ်တယ်ပဲငယ်ပြာကြီးအနောက်လို့လည်းခေါ်တယ်ပေါ့နော်နောက်ပြီးပဲငယ်ပြာကြီးအကျဲကိုလည်းထည့်ပါမယ်ပဲငယ်ပြာကြီးလေးတွေကငန်တက်ပါတာဖြစ်လို့စားလေးကိုတော့နည်းနည်း short ထည့်ပေးပေါ့နော်ရှာကာကြီးလေးလည်းတစွန်းထည့်မယ်ဂျင်းနဲ့ကြက်တမျိုးထောင်းထားတဲ့အရည်လေးတွေကိုများများလေးညှက်ထည့်ပေးလိုက်ပါမယ်ကလေးလေးကိုတော့မထည့်ထားတော့ဘူးပေါ့နော်ပြီးတော့ရင်ကတော့အသားလေးကိုအရသာလေးစိတ်ဝင်သွားစေဖို့အထွေးကြကြလေးလုံးပြီးတော့နေပေးရပါမယ်ဒီလေးကလေတရားနဲ့တရားတူကြမှာတော့မဟုတ်ဘူးပေါ့နော်ချက်လေးတွေကလည်းအမျိုးမျိုးရှိတယ်မိမိကြက်နဲ့တက်တဲ့နီးလေးကိုလိုက်ပြီးတော့ချက်လို့ရတယ်ပေါ့နော်ခုလိုနေထားပြီးတဲ့အသားလေးတွေကိုကျွန်မကချက်ချင်းမချက်ပဲနဲ့9 နာရီလောက်ရေခဲတက်တာထဲမှာကြကြလေးနှက်ထားပေးလိုက်ပါတယ်ခုလိုနှက်ထားပြီးတော့အသားလေးကိုအရသာလေးစိတ်ဝင်ပြီးတော့ပို့ပြီးတော့အရသာရှိတာပေါ့နော်ဒါဆိုရင်စချက်လိုက်ကြရအောင်နော်အရင်ဆုံးအိုးလေးတွေကိုစီထည့်မယ်ဝတ်တရီချက်မှာဖြစ်လို့တကြားကတော့ထည့်ရမှာပေါ့နော်တကြားကိုတော့ကျွန်မကနှစ်စွန်းထည့်ထားပါတယ်တကယ်လို့ကိုကချူချူလေးစားချင်တယ်ဆိုလို့ရှိရင်ကတော့သုံးစွန်းလေးဆိုမိမိစိတ်ကြိုက်ထည့်ချက်လို့ရတယ်ပေါ့နော်ကျွန်မကတော့အရန်အချိုမကြိုက်တဲ့အတွက်နှစ်စွန်းလောက်ပဲထည့်ထားပါတယ်တကြားလေးတွေကိုအခုလိုမျိုးညိုလာတဲ့အထိချက်ထားပေးရပါမယ်တကြားကိုစီလေးနဲ့ကြော်လိုက်တဲ့တော့ပေါ့နော်ကဲအခုလိုမျိုးတကြားလေးတွေကညိုသွားပြီဆိုလို့ရှိရင်ကတော့နယ်ပြီးနှက်ချတဲ့ဝတ်သားလေးတွေကိုထည့်လိုက်ပါမယ်ထည့်ပြီးချင်းအသားလေးတွေကိုမမွေပဲနဲ့အခုလိုမျိုးလေးပေါ့နော်ရေလေးတွေထွက်လာမယ်ရေလေးတွေထွက်ပြီးတော့စီလေးပြန်လာတဲ့အထိကိုကြကြလေးပေါ့နော်ဒီတိုင်းလေးပဲထားပေးရပါမယ်ရှင်အခုလိုမျိုးအသားလေးတွေကိုဒီတိုင်းထားပြီးတော့တစ်ဖက်ကနေရဲလာပြီဆိုတဲ့ခါကျမှတစ်ဖက်ကိုအခုလိုမျိုးလေးလန်ပေးရမှာဖြစ်ပါတယ်ဒါမှဒါအသားလေးတွေကနီနီရဲရဲလေးနဲ့အရန်လာပြီးတော့ဝတ်တနီချက်လေးဖြစ်မှာပေါ့နော်အသားတွေကထွက်တဲ့ရေလေးတွေလည်းခမ်းပြီးစီလေးလည်းပြန်လာပြီးအသားလေးတွေကလည်းဟိုဘက်ဒီဘက်နေရဲနေပြီဆိုလို့ရှိရင်ကတော့အသားလေးတွေလူဤသွားစေဖို့အတွက်ရင်နွေးကိုထည့်ပါမယ်ရင်နွေးထည့်တဲ့အခါမှာလည်းအသားလေးတွေမြုပ်သွားတဲ့အထိကိုများများလေးထည့်ပေးလိုက်တယ်ပေါ့နော်ဒီလိုဟင်းချက်တဲ့နေရာမှာလည်းရေအေးထည့်မဲ့အစားအခုလိုမျိုးရင်လေးထည့်တာကကြတော့အသားလေးကိုမြန်မြန်လေးနူးဤစေတယ်ရေအေးထည့်ရင်ကတော့အသားလေးတွေကမှာသွားရတယ်ပေါ့နော်ရေကိုလည်းခဏခဏထည့်မဲ့အစား the break ထဲပေါ့နော်တခါတည်းများများလေးထည့်ထားပေးလိုက်တယ်ဒါမှဒါရေလဲခံဝတ်သားလေးလည်းဤပေါ့နော်ပြီးတော့စားလို့ကောင်းအောင်လို့ဂျင်းလေးကိုပပလေးထားတာလေးလည်းထည့်လိုက်ပါတယ်အားရေနူးဤပြီးတော့ရေလေးခမ်းပြီဆိုရင်ဒီဂျင်းဖက်လေးတွေကစားလို့ကောင်းတယ်ပေါ့နော်ပုံပြီးဝေးတော့အောင်လို့ငရုတ်ကောင်းတဲ့တရုတ်မဆလာလေးကိုပါထည့်လိုက်ပါတယ်ဒါဆိုရင်ကတော့အနှံ့အရတာကတော့လုံးဝပြည့်စုံနေပြီပေါ့နော်ဆိုရင်ကတော့အသားလေးတွေနူးဤစီဖို့အတွက်အဖုံးလေးအုပ်ပြီးတော့ချက်ထားဖို့ပဲကြံပါတော့တယ်ဒီနေရာမှာဟင်းအိုကိုခဏခဏမမွေပေးနဲ့ပေါ့နော်မဟုတ်ရင်အသားလေးတွေကကြေွားရပါတယ်ဒါဆိုရင်ကတော့အသားလေးတွေလည်းချက်ပြီးဤပြီဆိုတဲ့အခြေအနေပေါ့နော်ရေလေးကတော့နည်းနည်းကြံနေပြီးတယ်အဲ့ဒီအချိန်မှာကျမတို့ကချက်တူနီပေါ့နော်လေးစိတ်စိတ်ပြီးတော့အဖက်ကလေးတွေခွာထားတဲ့ဟာလေးတွေကိုအပေါ်ကနေဖြူပေးလိုက်ပါမယ်ချက်တူနီကိုနောက်ဆုံးမှထည့်ရတဲ့ပုံပေါ့နော်မဟုတ်လို့ရှိရင်တခါတည်းရောချက်တဲ့ခါဆိုလို့ရှိရင်ဟင်းကအနစ်လိုမျိုးဖြစ်သွားတော့တိတ်ပြီးတော့စားမကောင်းဘူးပေါ့နော်အဲ့ဒါကြောင့်မလို့အသားလေးတွေရင်နဲ့ကြံကန်နေအချိန်မှာချက်တူပလေးတွေအပေါ်ကနေအုပ်လိုက်တယ်ပေါ့နော်ပြီးရင်တော့ချက်တူနီလေးတွေအပေါ်အောက်လေးတမပေါ်အောင်လို့အခုလိုမျိုးလေးအသားရလေးမွေပေးမယ်ပေါ့နော်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့မီအေးလေးနဲ့ချက်ထားပေးမယ်ဆိုရင်ကတော့အရောင်အစင်အနှံ့ရတာနဲ့ပြည့်စုံတယ်ကျမရဲ့ဝတ်တနီချန်နေရဲရဲလေးရပါပြီရှင်